ငလင်းနဲ့ပတ်သက်ပြီးတော့မြန်မာပြည်ရပေါ့နော်တော်တော်ကိုခန်းစားနေရတာဖြစ်ပါတယ်နှစ်တရာမှာတစ်ခါလောက်သာဖြစ်တဲ့ဒီလိုပြင်းပြင်းထန်ထန်ငလင်းပေါ့နော်မြန်မာပြည်သားတွေတော်တော်ခန်းစားရပါတယ်မန္တလေးစကိုင်းစသဖြင့်ပေါ့နော်အဲ့လိုမျိုးနေရာတွေကပို့ပြီးတော့ဖြစ်တယ်ပေါ့နော်နေပြည်တော်မှာလည်းဖြစ်သွားတယ်နေပြည်တော်တထေးတွေဆိုလို့ရှိရင်အဲ့လိုတိုက်တယ်အရင်တော့မီးတွေလင်းထိန်ပြီးတော့မှအဲ့လိုမျိုးပေါ့နော်အတန်ကြီးကြားနေရတယ်အခုဆိုလို့ရှိရင်6ကပ်ပြီးတော့မှအဲ့ရှိတဲ့တထေးတွေလည်းထွက်ပြေးသွားတာပေါ့နော်ထွက်ပြေးပြီးတော့တခြားနေရာမှာသူတို့သွားနေတယ်သူတို့တိုက်ဖော်တွေလည်းသူတို့မတောက်သူတို့လှန့်ဖြန့်ပြီးတော့မှပြောမဆိုဟိုလိပ်ပြန်လွင့်သွားသလိုဖြစ်ပြီးတော့မှလှန့်ဖြန့်ပြီးတော့မှအဲ့မှာမနေတော့ဘူးပေါ့နော်တခြားနေရာတွေသူတို့ပြောင်းပြီးတော့နေကြတယ်ပေါ့နော်နောက်ပြီးတော့မှလမ်းဘေးတွေမှာနေရတယ်တချို့ဆိုလို့ရှိရင်ဒီကားလမ်းတွေမှာနေတယ်ပေါ့နော်ဖျားတွေခင်းပြီးတော့မှဒီလိုမျိုးပြက်ဖြင်တဲသဘောမျိုးတွေသူတို့လှုပ်ပြီးတော့မှအမှနေကြတယ်ပေါ့နော်ကြည့်ရတာတော်တော်လေးစိတ်မကောင်းပေါ့နော်ပြောမဆိုမြုပ်ပြက်ကြီးသဘောလိုဖြစ်သွားတာနော်မန္တလေးမှာလည်းတော်တော်ထိခိုက်သွားတယ်နောက်ကားလမ်းတွေလည်းတော်တော်အကြီးပဲပေါ့နော်ကွဲထွက်သွားတာတွေအဲ့လိုမျိုးဖြစ်တယ်ပေါ့နော်ကားလမ်းသွားမရတာတွေရှိတယ်ပေါ့နော်ဒါကြောင့်မလို့အသက်ဆုံးရှုံးသွားတဲ့သူတွေပေါ့နော်အသက်ဆုံးရှုံးသွားတဲ့သူတွေမူဂျိုကလေးတွေကိုပြောပြပေးမယ်မူဂျိုကလေးတွေကြတော့သူတို့ကစာတင်တဲ့အချိန်မှာဆိုတော့သူတို့မတိလိုက်တဲ့အခါမှာတော်တော်လေးလည်းပြိသွားတယ်ဖြူထွေးရတော့သူတယောက်ကို9သိန်းဆိုပြီးတော့မိဘတွေကိုဘုံကြီးဆုံးကကောင်းရမွန်ရလောက်ကောင်းရလောက်ဖို့ဆိုတော့သူတို့အဲ့လိုမျိုးလောက်ထားတယ်ပေါ့နော်အဲ့လိုမျိုးသူလိုက်ပြီးတယ်ငိုနေတယ်ပေါ့နော်ကြည့်ရတာလည်းမိဘတွေလည်းတော်တော်လေးစိတ်ထိခိုက်ကြမယ်ဖြူထွေးလဲသူကိုယ်တိုင်သွားလှူတယ်ဆိုတော့သူပဲစိတ်ထိန်နိုင်မလဲပေါ့နော်ငိုနေတယ်ပေါ့နော်ဒါကြောင့်မလို့မိဘတွေကိုပြောချင်တာပေါ့နော်ဒီမူဂျိုကလေးလေးတွေကမိဘတွေပေါ့နော်မူဂျိုကလေးလေးဖြစ်တာဖြစ်တဲ့အတွက်ကြောင့်မလို့မိဘတွေဆိုလို့ရှိရင်အသက်ငယ်အောင်မယ်နော်ငယ်မှာဖြစ်တဲ့အတွက်ကြောင့်မလို့နောက်ထပ်ကလေးကိုအမြန်ဆုံးယူဖို့အကြံပေးတယ်ပေါ့နော်ဒီကလေးလေးကဆုံးရှုံးသွားပြီဆိုလို့ရှိရင်အသက်ကဆုံးရှုံးသွားတာဖြစ်တဲ့အတွက်ကြောင့်မလို့အစာထိုးအနေနဲ့နောက်တစ်ယောက်ကိုကိုယ့်ရဲ့စိတ်ကိုတည်ငြိမ်အောင်လို့အသက်ရှူလေးချက်ခံလေးတွေလှုပ်ပြီးတော့မှတရားလေးပါလေးထိုင်ပေါ့နော်အဲ့လိုမျိုးလေးလှုပ်ပြီးတော့မှဖျားတရားနဲ့နေပြီးတော့မှ2လ3လလောက်နေလို့ရှိရင်ကိုယ်ကိုပြန်ယူပေါ့နော်ပြန်ယူမယ်ဆိုလို့ရှိရင်ဒီကလေးလေးကနောက်ကလေးလေးကပြန်မွေးလာပြီဆိုလို့ရှိရင်အဲ့ကလေးနဲ့တီတီတတာနဲ့ပြေပပနေတဲ့အခါမှာဒီဆုံးရှုံးသွားတဲ့ကလေးအတွက်သူမခံစားရတော့ပေါ့နော်ဒါခံစားရတတ်တာအောင်အဲ့လိုမျိုးပြောပြပေးတာဖြစ်တယ်တချို့ဆိုလို့ရှိရင်ပေါ့နော်အသက်ကကြီးနေပြီအိမ်အောင်ကြနောက်ကြရတယ်ကလေးရတာနောက်ကြအသက်ကကြီးနေမှာတော့ကလေးယူတဲ့အခါမှာကလေးလေးတစ်ယောက်ပဲရှိတယ်အဲ့ကလေးလေးတစ်ယောက်ပဲပါသွားတယ်ဆိုတော့သူတို့ကြတော့ကလေးယူလို့မရတော့သူကြသွေးဆုံးသွားပြီအသက်ကြီးမှယူတာဖြစ်တဲ့အတွက်ကြောင့်မလို့40ကျော်အဲ့လိုစသဖြင့်ဖြစ်သွားတဲ့အခါမှာသူတို့ကလေးယူဖို့အတွက်အရန်ခက်ခဲသွားတယ်အဲ့တချို့ဆိုလည်းသွေးဆုံးသွားတာဆုံးသွားတယ်ဖြစ်တဲ့အတွက်ကြောင့်မလို့ကလေးမရတဲ့သူလည်းရှိတယ်ပေါ့နော်သူတို့အတွက်ဆိုတော့လည်းတော်တော်စိတ်မကောင်းเนาะတော်တော်လေးကိုပေါ့နော်လူကြီးတွေရောဖုန်ကြီးတွေရောစသဖြင့်တော်တော်လေးထိသွားတယ်ပေါ့နော်အခုဆိုလို့ရှိရင်မြန်မာနိုင်ငံအခြေအနေကတော်တော်ဆိုးပြီးတော့မှမြုပ်ပြက်ကြီးသဘောမျိုးလိုဖြစ်နေကြည့်ရတာတော့မှကိုကစိတ်မကောင်းကိုယ်တိုင်သွားလှူလဲဆိုလို့ရှိရင်တော့ပို့ပြီးတော့သူတို့သိရတာပေါ့နော်ဒါကြောင့်မလို့ဘလို့အခြေအနေမှာပဲဖြစ်ဖြစ်ပေါ့နော်ဖြည်းဖြည်းနဲ့ပဲပြန်ပြီးတော့တည်ငြိမ်အောင်လုပ်ရမှာပေါ့နော်ဒါသဘာဝပြီးဖြစ်တဲ့အတွက်ကြောင့်မလို့ကိုယ့်ရဲ့စိတ်ပဲကိုအဆင်ပြေအောင်ထားပေါ့နော်ကိုယ့်ရဲ့စိတ်အဆင်ပြေသွားပြီဆိုလို့ရှိရင်ဒီအဓိကကြတော့ဒီပတ်စံနေပါညာတွေဆုံးရှုံးသွားတာတော့အကြောင်းမရှိအသက်အိုးအိမ်မဆုံးရှုံးဖို့ပေါ့နော်မိသားစုတယောက်ဆိုလို့ရှိရင်မိသားစုလင်မယား2ယောက်ဆိုလို့ရှိရင်လေသူတို့ကြတော့အကုန်လုံးဆုံးရှုံးသွားတာသူတို့အိမ်တွေမီးလောင်ပြီးတော့အဲ့လိုမျိုးဖြစ်သွားတယ်ဖြစ်သွားတဲ့အခါမှာငိုယိုနေကြတယ်ယောက်ျားရောမိန်းမရောပေါ့နော်သူတို့လင်မယား2ဆိုလို့ငိုယိုနေကြတယ်သူတို့ဒီတက်ဒီရွယ်ထိသူတို့စုဆောင်လာခဲ့တဲ့ဟာကကုန်ပါပြီဆိုပြီးတော့ငိုယိုနေကြတယ်ပေါ့နော်အဲ့ဒါကစိတ်ကိုဘယ်လိုဖြေရမလဲဆိုတော့ဒါကပေါ့နော်ပစ္စည်းပဲဆုံးရှုံးသွားတာဖြစ်တဲ့အတွက်ကြောင့်မလို့ကိုယ်တွေလင်မယားနဲ့အသက်ရှင်သေးတာဖြစ်တဲ့အတွက်ကြောင့်မလို့ကလေးတွေလက်ထပ်မွေးလို့ရသေးတယ်နောက်ပြီးတော့မှဒီပစ္စည်းဆိုတာကရွှေငွေတွေဒီအိမ်တွေဆိုတာကချွေးနှဲစာဖြစ်တယ်ဆိုပေမဲ့ထပ်ပြီးတော့ကိုပြန်ရှာလို့ရှိရင်ပြန်ရတယ်ပေါ့နော်ဒါကြောင့်မလို့အဓိကအသက်တွေပေါ့နော်မဆုံးရှုံးဖို့ပဲအရေးကြီးတာပေါ့နော်အခုလာပြီးတော့မှကုညီပေးတယ်ပေါ့နော်ဒီပြည်ပကတခြားနိုင်ငံသားတွေကိုလည်းကျေးဇူးတင်ပါတယ်နော်ကျေးဇူးတင်ပါတယ်ဒါကြောင့်မလို့ဆက်ဆက်ရကူးဆိုင်ကြပါမူလေးတို့ကြတော့တက်နိုင်သလောက်အနည်းငယ်လေးပဲလူဒန်းနိုင်တယ်ပေါ့နော်အများကြီးတော့မလုပ်ပေးနိုင်ဘူးပေါ့နော်မူလေးတို့ကဆူတောင်းပေးရုံပဲရတယ်ကိုတက်နိုင်တဲ့ဘက်ကနေပြီးတော့မူလေးတို့လည်းတက်နိုင်သလောက်ဝိုင်းပြီးတော့ကူညီပေးမယ်ပေါ့နော်ဆက်ဆက်ရအဓိကကြတော့စိတ်ကိုအဆင်ပြေအောင်ထားပါလို့အကြံပေးရှင်ပါတယ်ကျေးဇူးတင်ပါတယ်